face wash မျက်နှာသစ်မှာ found အမြုပ်ထလေးလေးမျက်နှာတစ်ခုလုံးကိုပိုတန့်ရှင်းမယ်လို့ထင်တာတကယ်တော့မျက်နှာသားရည်က found များတာနဲ့ cleaning power နဲ့ကလုံးဝကိုသက်ဆိုင်ခြင်းမရှိတာပါဘာလို့လဲဆို found များလွန်းတဲ့ cleanser တွေက skin ရဲ့ natural wine ကိုပိုဆုပ်ယူသွားနိုင်ပါတယ်အဲဒါကြောင့် skin အသားရည်ပိုခြောက်သွေ့ပြီး irritation ယားယံခြင်းကိုဖြစ်စေနိုင်ပါတယ်ရေးကြီးတာက found မဟုတ်ဘူး gentle cleanser နူးညံ့တဲ့မျက်နှာသစ်ဆေးဖြစ်ဖို့ပိုအရေးကြီးတယ်ဒါကြောင့်ခုနောက်ပိုင်းနာမည်ကြီး brand ထုတ်ကုန်တွေမှာ found အမြုပ်ထနေလာတာကိုတွေ့ရှိရပါလိမ့်မယ်found များတဲ့မျက်နှာသစ်သုံးနေရင်ခုပြောတဲ့အချက်တွေဖြစ်မှဖြစ်ဂရုစိုက်ဖို့လိုမယ်နော်